အပိုင်းရွာကုန်းတာမှသူရဲကောင်းမြမသမိုင်းတွင်အလောင်းမင်းတရားကြီးဟုကြော်ကြားမိဦးအောင်စေရသည်ဟန်တာဝတီကိုအမိပြု၍အင်းဝပြတ်သုံးပြီးနောက်မရေရာသောအခြေအနေများကြားတွင်ရဲစွမ်းတတိဖြင့်ပေါ်ထွက်လာသူဖြစ်သည်ဤဇလန်းသည်သူ၏တတိကိုစတင်စမ်းသပ်သည့်ဖြစ်ရပ်တစ်ခုမှစတင်ပါသည်တမုံတိုင်းမတိုက်မီကတိတ်ဆိတ်ခြင်း1950ခုနှစ်မူဆိုးဖို့ရွာနောင်တွင်ရွှေဘိုသည်အပူပိုင်းဒေသ၏ပူပြင်း၆တွေ့သောလေထုထဲတွင်ငြိမ်သက်နေသည့်ဦးအောင်စေရသည်မိမိ၏နေအိမ်တွင်ဓာတ်တစင်းကိုကြောက်စာပြင်၌ဂယုတစိုက်သွေးနေသည်သူ၏မျက်ဝန်းများသည်တည်ငြိမ်တော်လဲအတွင်း၌မီးရန်တစ်ခုကိန်းအောင်နေတကယ်သို့ရှိသည်ထိုအချိန်တွင်တပည့်ဖြစ်သူရဲကျော်သူသည်အမောတကောပြေးဝင်လာသည်ဆရာကြီးဟန်တာဝတီတပ်တွေမူဆိုးဖို့ကိုဥတီလာနေပြီလို့သတင်းရပါတယ်သူတို့ကရွာသားအလုံးကိုတစ္ဆာခံခိုင်းဖို့လက်နက်ချခိုင်းနေပါတယ်ဦးအောင်စေရကဓာသွေးနေခြင်းကိုရက်လိုက်သည်ဓာသွားကိုလက်မဖြစ်အသာဆန်းကြည့်ပြီးအေးဆေးစွာပင်ပြောလိုက်သည်လက်နက်ချဖို့ဆိုတာငါအပိတံမှမရှိဘူးငါမြေငါရေကိုငါတို့ကလွဲလို့ဘသူကိုမှအပိုင်မပေးနိုင်ဘူးနှစ်တတိဤပထမဆုံးစိန်ခေါ်မှုရွာအပြင်ဘက်မြေနီလန်းပေါ်တွင်ဖုံလုံးများထနေသည်ဟန်တာဝတီတက်စုတစုသည်မြင်းစည်းလျက်ရွာတကားဝသို့ရောက်ရှိလာသည်သူတို့၏ခေါင်းဆောင်ဖြစ်သူကရွာလူကြီးများကိုဆင့်ခေါ်ကာအမိန့်ထုတ်သည်ဒီရွာကလူတွေအားလုံးလက်နက်အပ်ရမယ်ပြီးရင်အင်းဝကိုတစ္ဆာခံကြောင်းတွားရောက်အစီရင်ခံရမယ်မလိုက်နာတဲ့သူကိုတေတံပေးမယ်ရွာသားအချို့မှကြောက်လန့်တုန်လှုပ်နေကြသည်ထိုစဉ်လူအုပ်ကြားမှရဲဝံ့တီကြီးသောအတန်တန်ထွက်ပေါ်လာသည်ငါတို့မှာအပ်เสียလက်နက်မရှိဘူးအသက်ပဲရှိတယ်လိုချင်ရင်တော့လာယူကြပေါ့ဦးအောင်စေရသည်လက်ထဲတွင်ဓာတ်တစင်းကိုကင်ဆောင်ကာလူအုပ်ရှိသို့တလန်းချင်းတိုးထွက်လာသည်သူ၏နောက်ွယ်တွင်လက်နက်ဆွဲကင်ထားသောရွာသား46ယောက်ကအသင့်ရှိနေသည်သုံးဓာသောထက်ကသူရတတိဟန်တာဝတီစစ်ဖို့သည်ဒေါသအမျက်ထွက်ကမြင်းကိုဒုံဆိုင်စီး၍ဦးအောင်စေရထံသို့လှန်ဖြင့်ထိုးနှက်ရန်ကြိုးစားသည်သို့သောဦးအောင်စေရသည်ပျော့ပြောင်းလျင်မြန်သောကိုဟန်ဖြင့်ရှောင်တိန်လိုက်ပြီးလက်ထဲမှဓာကိုဝှေ့ရမ်းလိုက်သည်ဖြတ်ဆိုသောအတန်နှင့်အတူစစ်ဘို၏လှန်ရိုးမှနှစ်ပိုင်းကျိုးသွားသည်မင်းတို့ငါရွာကိုဖျက်ဆီးခြင်းရင်ငါအလောင်းကိုအရင်ကြော်သွားရမယ်ဟုဦးအောင်စေရကဟိန်းဟောက်လိုက်သည်စစ်သားများသည်အင်အားနည်းသောရွာသားများကိုလွယ်လွယ်ကူကူနိုင်မည်ဟုထင်မှတ်ထားတော်လဲဦးအောင်စေရ၏တည်ငြိမ်ပြီးကြောက်ရွံ့မှုကင်းသောအမူအရာကြောင့်တုံဆိုင်သွားကြသည်ဦးအောင်စေရသည်ရန်သူမြင့်တက်ထဲသို့တကိုယ်တော်တိုးဝင်ကသူရဲကောင်းပြီးသားစွာတိုက်ခိုက်လေတော့သည်လေးအောင်ပွဲ၏အစမူဆိုးဖို့ရွာသားများသည်ဦးအောင်စေရ၏တတိကိုမြင်တွေ့ရသောအခါစိတ်ဓာတ်များတက်ကြွလာပြီးရရလက်နက်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ကြသည်နောက်ဆုံးတွင်ဟန်တာဝတီတက်စုသည်အထိနာကာဆုတ်ခွာသွားရတော့သည်ထိုနေ့မှစ၍မူဆိုးဖို့ရွာသားများ၏စိတ်ထဲတွင်ဦးအောင်စေရသည်ရွာလူကြီးတဦးသာမကဘဲသူတို့ကိုကာကွယ်ပေးမိမင်းလောင်းမင်းလျာတဦးအဖြစ်စတင်ယုံကြည်လာကြသည်ဦးအောင်စေရသည်သွေးစွန်းနေသောဓာကိုကြည့်ကာကောင်းကင်သို့မောကြည့်လိုက်သည်ဒါဟာအစပဲရှိသေးတယ်ငါတို့နိုင်ငံငါတို့လူမျိုးကိုပြန်လည်စုစည်းဖို့ခရီးကရှေ့လျားဦးမယ်တတိဆိုတာကြောက်ရွံ့မှုမရှိခြင်းကိုမဆိုလိုဘူးကြောက်ရွံ့မှုကိုအောင်နိုင်ခြင်းကိုသာဆိုလိုတာပဲအပိုင်းနှစ်ကိုဆက်လက်ဆောင်မျှော်ပေးပါ